ကောင်လေးကသူ့လက်ကိုတပ်ပုံစံကဲ့သို့ပြုလုပ်ပြီးငှက်တကောင်ကိုချိန်ပစ်လိုက်တဲ့သူ့တငယ်ချင်းကဒါကိုမြင်တော့နားမလည်နိုင်ဘူးဖြစ်နေတယ်ဒါနဲ့ကောင်လေးကသူ့တငယ်ချင်းကိုကားပါကင်စီခေါ်သွားတဲ့ထို့နောက်သူ့လက်ကိုအသာလေးဝေရမ်းလိုက်ကကားအလုံးကိုအယုတ်လိုထိန်းချုပ်ပြီးအချင်းချင်းဝင်တိုက်အောင်ပြုလုပ်နိုင်တယ်ဒါတင်မကသေးဘူးသူ့ခန္ဓာကိုယ်တစ်ခုလုံးကိုပါဆက်ရုပ်လက်နက်တစ်ခုအဖြစ်ပြောင်းလဲနိုင်တယ်ကောင်လေးဟာစက္ကန့်ပိုင်းတွင်းမှာပဲအရန်မိုက်တဲ့ဆက်ရုပ်တရုပ်အဖြစ်ပြောင်းလဲသွားတယ်သူ့တငယ်ချင်းကဒါကိုမြင်တော့အရန်အံ့ဩသွားတယ်ပြီးတော့ကောင်လေးကသူ့တငယ်ချင်းကိုအနိုင်ကျင့်နေကြသူနဲ့ရင်ဆိုင်ဖို့ခေါ်သွားတယ်အနိုင်ကျင့်သူကသူတို့ကိုပြင်းမလို့ဟန်ပြင်းနေတော့မှာပဲကောင်လေးကထိုသူကိုလက်တစ်ဖက်နဲ့အသာလေးချုပ်ပြီးဒူးထောက်ကျသွားအောင်လှုပ်လိုက်တယ်ကောင်လေးကထိုသူကိုရှင်းဖို့ပြင်နေတော့မှာပဲသူ့တငယ်ချင်းကအချိန်မီဝင်ထားလိုက်တယ်နောက်တစ်နေ့မှာကောင်လေးကသူ့ဖုန်းကိုထုတ်ပြီးတစ်ချက်ပုတ်ဆွဲလိုက်တော့သူ့ပန်လက်ကြံငွေကချက်ချင်းပဲ10 တန်းထိမြင့်တက်သွားတယ်ဒါပေမဲ့ရဲတွေကချက်ချင်းခြေရာခံမိသွားတယ်သူထွက်ပြေးဖို့စူးစမ်းနေတော့ရဲတွေကသူ့ကိုရှေ့ကနေထားလိုက်တယ်ထို့နောက်ကောင်လေးကသူ့လက်ကိုတနက်လိုမြောက်ပြီးရဲရာရှိတိုင်းကိုမြေပြင်ပေါ်လဲကျအောင်ပစ်ချလိုက်တယ်ပြီးတော့သူ့ရဲ့အစွမ်းတွေကိုအသုံးပြုပြီးကောင်းကင်ဘော်သို့ခုန်ပြေးသွားတယ်မကြခင်မှာပဲကောင်လေးဟာတနိုင်ငံလုံးရဲ့အလိုရှိဆုံးစည်းရင်မှာပါဝင်သွားတယ်ကောင်လေးမေဟာသူ့သားရဲ့အမိကိုဖမ်းဝရမ်းမှာတွေ့တော့ထိတ်လန့်ပြီးရုတ်တရက်နှုတ်သွားခဲ့တယ်